မြန်မာနိုင်ငံမှာရွာလေးတွေပါရှိတယ်။တာမန်မြေပုံမှာမတွေ့နိုင်သေးပါ။ဒါပေမဲ့အဲ့ဒီရွာကိုရောက်ဖူးလူတိုင်းပြန်မမေ့နိုင်ခဲ့ကြဘူး။ဘာလို့လဲဆိုတော့အဲ့ဒီရွာမှာည7 နာရီတိတိရောက်ရင်ဘုန်းကြီးတစ်ပါးရွာတွေရှောက်လာတယ်ရွာသားတွေအားလုံးသူ့ကိုမြင်ဘူးကြတယ်ဒါပေမဲ့သူ့ကိုတွေ့တဲ့သူတိုင်းတစ်ခုပဲပြောကြတယ်အဲ့ဒီဘုန်းကြီးဟာလူမဟုတ်ဘူးပြည့်တာ မင်္ဂလာပါ DM Story Channel မှာတော့တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပြီးထူးဆန်းတဲ့ဇာတ်လမ်းတွေကြောက်စရာတရားစတိုရီကိုတင်ဆက်ပေးနေပါတယ်ဒီလွတ်ချင် channel လေးကို subscribe လုပ်ပြီးဘေးက notification ကောင်းလေးကိုနှိပ်ထားပေးပါဦးခုတော့ဒီနေ့ရဲ့ဇာတ်လမ်းကိုစလိုက်ကြရအောင် ဒီဇလန်းကိုကျွန်တော်ကိုယ်တိုင်ကြားခဲ့တာပါတောင်မော်ရွာလေးတွေမှာခုချိန်ထိကျွန်တော်ဒီဖြစ်ပျက်ကိုမင်းမြလေးကိုကျွန်တော်အဲ့ဒီရွာခီးတစ်ခုနဲ့ရောက်သွားတာနေဝန်ကာစတောင်မော်လေးကအေးမြနေတယ်ဒါပေမဲ့ရွာထဲဝင်လိုက်တာနဲ့ကျွန်တော်တခုမုံမှန်ခံစားလိုက်ရတယ်ရွာရန်တိတ်ရှိခွေးတံလေးကြောက်ချက်တွေတောင်စောစောအိတ်တယ်တဲ့ညဆိုရင်လေတောင်မတိုက်တယ်လို့ပဲည7 နာရီလောက်ဆိုရင်ရွာသားတွေအားလုံးတကားပိတ်မိမိတ်အိမ်နဲ့ဝင်သွားကြတယ်ကျွန်တော်ဟောပြီးမေးလိုက်တယ်ဘာဖြစ်လို့လဲညစောစောကြီးအိမ်ကြီးပိတ်နေတာလဲရွာဖိုးတယောက်ကသူ့ရဲ့အိမ်ဘေးကနေခိုးကြည့်ပြီးတော့ကျွန်တော်စီတူတူလေးတန်းပြောတယ်မကြခင်ဖုန်းကြီးလာတော့မေးကွာဒီချိန်မှာဖုန်းကြီးလာရင်ဘာဖြစ်လို့လဲဖုန်းကြီးဆိုကောင်းတာပဲလေအိမ်ဘေးအဖိုးကခေါင်းခါပြီးတော့တကားကိုလက်ညှိုးထိုးပြတယ်အဲ့ဒီဖုန်းကြီးကကွာလူမဟုတ်ဘူးကွာအဖိုးကပြောဆူနဲ့တကားပိတ်သွားတယ်ကျွန်တော်တယောက်တည်းအဖိုးအိမ်ရှိမှရက်နေပြီလေဒီရွာလုံးကလည်းကြီးတွေအကုန်ပိတ်သွားပြီကျန်တာကမိကုန်းနည်းနဲ့ကောင်းညာကျဲသူပဲနောက်တစ်နေ့မနက်ကျွန်တော်ရွာဖိုးစီပြန်သွားတယ်သူ့အိမ်ရှိမှအဖိုးကလက်ဖက်ကျန်းတော်ရင်ဇလန်းကိုကျွန်တော်ပြောပြတယ်လွန်ခဲ့တဲ့နှစ်60လောက်ကဒီရွာမှာဘုန်းကြီးတစ်ပါးရှိရတယ်နာမည်ကဥတီလာဝန္ဒဖိုးကဒီလိုနဲ့လက်ဖက်တောင်းရင်ဆက်ပြောတယ်ညလုံးတွေလေးဝေးအောင်ငင်းနေဥတီလာဝန္ဒဟာဗရာရီအတွက်တော့တကယ်ကိုဝေဟာဖျားနိုင်ဆေးပေးတယ်စိတ်ညစ်ရင်တရားဟောတယ်ရွာမှာလူရဲမှုတွေရှိရင်လည်းသူတယောက်တည်းသွားဖြည့်ရှင်းပေးတယ်ဒါဆိုဘုန်းကြီးကောင်းမဲလေဖိုးကခေါင်းငုံပြီးတော့စကားဆက်တယ်ဟုတ်တယ်ဘုန်းကြီးကတော့ကောင်းတယ်ဒါပေမဲ့တညမှာရွာဦးမကောင်းတဲ့ຢာတစ်ခုဝင်လာတယ်ဖိုးကဒီလိုနဲ့ဆက်ပြောတယ်အတန်ကတော့တုံနေတယ်လို့ကျွန်တော်ထင်နေမိတယ်ပထမဆုံးကြောက်တဲ့သူကဖိုးကြီးညဘက်ဒီနောက်ဖေးသွားတယ်ဗောမနေ့ရောက်တော့
ပြောင်းနေတယ်ကွာဒီဝါလုံးရှာတယ်ဘယ်မှမတွေ့ဘူးပြန်မတွေ့တော့ဘူးလားလို့ကျွန်တော်မေးလိုက်တယ်သုံးရက်ကြာမှတောင်ပေါ်လမ်းဘေးမှာပြန်တွေ့တယ်ဒါပေမဲ့သူ့မျက်နှာကြောက်စိတ်နဲ့ငိုရနေတယ်ကွာဘာကိုမြင်လိုက်အောင်မှန်းကိုမေးမရအောင်ဒုတိယပြောက်တဲ့သူကဒီတွေးကြီးမှာညပဲသူကလည်းထူးထူးဆန်းဆန်းရေခတ်ထွက်တယ်မနေ့ရောက်တော့ရိုးတလုံးနဲ့ပြန်တွေ့တယ်ဒုတိယအကြိမ်ဆိုတော့ရွာမှာထိလန့်စာပြူလာတယ်အိမ်တွေစောစောပိတ်လာတယ်ဒါပေမဲ့သုံးရက်မြောက်ညမှာနောက်တစ်ယောက်ပျောက်ပြန်တယ်တတိယအကြိမ်ပျောက်တဲ့သူကကြော်ငယ်သူ့တက်က16နှစ်ငယ်ငယ်လေးပဲရှိသေးတယ်ညပဲအိမ်ရှိမှာထိုင်ရင်းမနေ့ရောက်တော့သူထိုင်တဲ့နေရာမှာခြေအားရွေးကြီးပဲဒီလိုနဲ့နေ့ရောက်တော့လောင်းပြန်တွေ့တယ်တောင်ပေါ်လမ်းဘေးမှာတယောက်ပြီးတယောက်ဘယ်သူမှဘာဖြစ်တယ်မတည်ဘူးပေါ့ရွာသားတွေအိမ်ထဲမှာတော့ခြေလမ်းတွေမြည်ကြောက်ကုန်တယ်ဖုန်ကြီးရောဘာမှမလုပ်ဘူးလားလို့ကျွန်တော်မေးလိုက်တယ်ဖိုးကခေါင်းတစ်ချက်မော်ပြီးမျက်လုံးထဲမှာမျက်ရည်စက်လေးတွေဝဲနေတယ်ဥဒီလာဝန်တာတညာလုံးတရားထိုင်တော့တာပဲတုံးညကြမှာရွာသားတွေအားလုံးရွာလယ်မှာစုခေါ်လိုက်တယ်အဲ့ညမှာဘုန်းကြီးဟာရွာလယ်မှာတရားထိုင်ပြီးတော့ရွာသားတွေအကုန်လုံးဝိုင်းနေခြင်းမီးရှို့တဲ့ဆောင်မီးတွေလည်းထွန်းထားတာပေါ့ဘုန်းကြီးကပြောတယ်ဒီရွာကိုငါကခွင်လဲဒါပေမဲ့ပြန်လာနိုင်မယ်လို့ချိန်ဒီလိုဆိုခဲ့တယ်ဒီချိန်မှာတော့ရွာသားတွေကငိုခဲ့ကြတာပေါ့ချို့ကဘုန်းကြီးရှိမှဝစ်ကြတယ်တချို့ကခြေထောက်မှာဖက်ငိုကြတာပေါ့ဒါပေမဲ့ဘုန်းကြီးကဘဒုမှမျက်နှာသာမေးဘူးလေငါ့ကိုတားမနေနဲ့တဲ့ဒီရွာငါ့အတွက်မိဘလိုပဲတဲ့အတမီဆိုလေဟုတ်တယ်ပေါ့ငါမသွားရင်ဒီရွာပြက်လိမ့်မယ်တဲ့ပြောဆူနဲ့ဘုန်းကြီးကထားသွားတာကိုသင်္ကန်းကိုလက်တစ်ဖက်နဲ့ခါမှစီးလိုက်တယ်ကျန်တဲ့လက်နဲ့တပိတ်ကိုကင်ပြီးတော့သွားတော့လေမနက်မိုးလင်းရင်ငါ့ကိုမရှာနဲ့သင်္ကန်းတစ်ထည်ပဲရှိလိမ့်မယ်ဒါပေမဲ့ဒီရွာမှာဘယ်သူမှနေတော့မှာမဟုတ်ဘူးဒီလိုမိတ်ခဲ့တယ်အဲ့ဒီညရွာသားတွေအကုန်လုံးလမ်းတစ်လျှောက်ဖျောင်းနိုင်ပြီးထွန်းပေးကြတယ်ဘုန်းကြီးကဖျောင်းနိုင်လမ်းကြောင်းတိုင်းတောတောင်တွေကိုတယောက်တည်းလျှောက်သွားတယ်ကျွန်တော်မေးလိုက်တယ်နောက်ဆုံးဘာမှမပြောတော့ဘူးလားဘုန်းကြီးကပြောရည်တောင်ချီရောက်တော့ပြန်လှည့်ကြည့်ပြီးဘာကိုကြည့်နေတဲ့အတန်တစ်ခုပဲကြားရတယ်ရွာကိုဘာဆောက်မနဲ့မိုးလင်းတော့ရွာသားတွေတော်တယ်သွားချကြတာပေါ့မနဲ့ထိန်ထိန်မြင်းချိန်လမ်းတစ်လျှောက်ဖျောင်းနိုင်ပြီးအကုန်ငိမ့်သွားပြီတောက်ထိန်သားမှာသူတို့တွေ့တာသင်္ကန်းအဝါတစ်ထည်မြေပြင်ပေါ်မှာချထားတယ်သင်္ကန်းအောက်မှာဘာမှမရှိဘူးဒီချိန်ကစလို့ဘုန်းကြီးကိုဒီမှာမတွေ့တော့ဘူးနောက်တနေ့ရက်တွေကြာလာတော့ဘုန်းကြီးပြန်မလာတော့ဘူးလူတွေရောဆက်ပြောက်တလားလို့ကျွန်တော်ဆက်မေးလိုက်တယ်ဖိုးကပြုံးနဲ့စကားဆိုတယ်ကျွန်တော်ထင်တော့ဖိုးဝမ်းနေနေတယ်မပြောက်တော့ဘူးကွဒီနေ့ကစလို့ဘာမှဘယ်သူမှမတည်တော့ဘူးဖျားနာတာတော့နဲသွားတယ်။ဘာကပြန်ကောင်းလာတယ်။ဒါပေမဲ့တခုပဲဖြစ်လာတယ်။ဘုန်းကြီးပြောက်သွားတယ်။သုံးရက်မြောက်ညမှာဘာရတယောက်ည7 နာရီလောက်မှာအင်တာသွားတာပေါ့မင်းဘောက်ကနေကြည့်လိုက်တော့ရွာလေးမှာဘုန်းကြီးပါလမ်းလျှောက်နေတယ်။သင်္ကန်းရုံထားဒါပေမဲ့ခြေထောက်ကမြေကြီးကိုမထိဘူး။ဘုန်းကြီးပဲလားလို့ကျွန်တော်မေးလိုက်တယ်။ဟုတ်တယ်တိကျပဲဥတီလာဟောတာပဲဒါ
ဒါပေမဲ့မျက်နှာကိုဘယ်သူမှမမြင်ရဘူးဘုန်းကြီးကရွာကိုတပတ်ပတ်ပြီးတောတောင်ဒီဘက်ကိုပြန်သွားတယ်တဲ့အဲ့ဒီနေ့ကစလို့ညတိုင်းည7 နာရီရောက်ရင်ဘုန်းကြီးကလာတယ်ကွာရွာကိုလှည့်ပတ်ပြန်သွားတယ်ဒီလိုနဲ့ဘလို့မှလာတိုင်းမပြုတ်ဘူးပေါ့ရွာသားတွေကိုကြောက်ကြလားလို့ကျွန်တော်မေးလိုက်တယ်ရွာသားတွေကလည်းကြောက်တာပေါ့ဒါပေမဲ့ကြောက်တာဘုန်းကြီးကိုမဟုတ်ဘူးသူလာရင်ရွာကဆက်ဖြစ်မလဲဆိုတာကိုကြောက်ကြတာသူဟာဒီရွာရဲ့အဆောင်ရှောက်ဖြစ်နေတာလေဖိုးရောမြင်ဘူးလားလို့ကျွန်တော်ဆက်မေးလိုက်တယ်ဖိုးဟာစကားတစ်ချက်တုံဆိုင်ပြီးတော့မြင်ဘူးလေကွာတစ်ခါပဲငယ်တော့ကမတီးပဲတကားဖွင့်မိတယ်သူလမ်းလျှောက်လာတယ်ကျွန်တော်ရှိတဲ့အိမ်ဘက်ကိုလှည့်ကြည့်မိတယ်သူ့မျက်နှာမှာမျက်လုံးမရှိဘူးကွာဒါပေမဲ့သူ့ရင်ဘတ်ထဲကနေအတန်ထွက်လာတယ်လို့အားထင်တယ်တော့ဘာကြောင့်လဲနဲဝကြောက်ပါလေဆိုဘူးတယ်အဲ့ဒီနောက်ပိုင်းကျွန်တော်ဘယ်တော့မှည7 နာရီမှာတကားမဖွင့်တော့ဘူးဒီလိုနဲ့ဖိုးပြောပြတဲ့ညကျွန်တော်အိတ်မပြောဘူးအိမ်ထဲမှာလဲနေပြီးပြတင်းပေါက်ကနေလမ်းကိုမင်းနေမိတယ်ည7 နာရီည7 ခွဲည7 နာရီ45ဒီလိုနဲ့ကျွန်တော်သုံးပြလိုက်တယ်ဒီည7 နာရီဆိုရင်တော့ကြည့်မယ်တကားကိုဖွင့်မထားဘူးပြတင်းပေါက်ကနေပဲကြည့်မယ်ည7 နာရီကြည့်ကြရွာလမ်းတစ်လျှောက်မိကုန်းလူတွေနိုင်ထလာတယ်ပြီးတော့သူ့ပေါ်လာတယ်တင်လန်းယုံထားတယ်ခြေလန်းနေရတယ်နှေးရတင်းနေဘောဒါနဲ့6လူဟာရေကြီးကိုမထီဘူးသူရွာလမ်းတစ်လျှောက်လျှောက်လာတာကိုမြင်ရတယ်အိမ်လူဖြစ်သွားတယ်အိမ်တိုင်းမှာခဏရက်ကိုလေတတိထားမိတယ်ခေါင်းလုံးငုံပြီးရက်နေတယ်ပြီးတော့သူတဖြည်းဖြည်းနဲ့ကျွန်တော်တို့အိမ်ရှိရောက်လာတယ်ကျွန်တော်အသက်ရှူတောင်မရှူရဲခဲ့ဘူးနှလုံးခုန်တာကပြင်းပေါက်မှန်ကိုတုံခါနေလောက်ကျနေတယ်သူကရက်လိုက်တယ်ကျွန်တော်အိမ်ရှိပြီးတော့သူကခေါင်းမော့လာတယ်ကျွန်တော်ဘက်ကိုလှည့်ကြည့်လိုက်တယ်အဲ့ဒီချိန်မှာကျွန်တော်တွေးမရအောင်ကြောက်သွားခဲ့တယ်သူ့မျက်နှာမှာမျက်လုံးရှိဘူးချုံးဝင်နေဒါပေမဲ့ရင်ဘတ်ထဲကနေတန်တစ်ခုထွက်လာတယ်အဲ့ဒီတန်ကနှုတ်ခမ်းမဟုတ်ဘူးရင်ဘတ်ထဲကနေတိုင်းရိုက်ထွက်လာတာကျောင်းကိုငါဆောင်နေတယ်ဒီလိုနဲ့ကျွန်တော်ပြန်ပြောရဲခဲ့ပြီခြေထောက်တွေလည်းလှုပ်ရဲပြီပေါ့အဲ့တွေကလည်းတုံနေခဲ့သူကခဏရက်နေတယ်ပြီးတော့ခေါင်းညင်ပြီးတော့ရွာကိုဆက်လျှောက်သွားတယ်ဒီလိုနဲ့တောတောင်ဘက်ကိုရှောက်သွားတယ်မိဖို့မိရနဲ့သူအဖြေရောက်ပဲသွားတယ်ဒီလိုနဲ့မနေ့မိုးလင်းတော့ကျွန်တော်ရွာဖိုးစီပြန်သွားတယ်ဖိုးကအင်းရှိမှတစ်ဖိတ်စိမ်းတောက်နေတယ်ဟိုကျွန်တော်မြင်လိုက်ပြီဗျာလို့ကျွန်တော်ပြောလိုက်တယ်ဖိုးမဟုတ်မြင်လိုက်ပြီလားဆိုတော့စကားတစ်ခုနဲ့ဆိုရဲဟုတ်တယ်သူ့မျက်နှာမှာမျက်လုံးရှိဒါပေမဲ့ကျွန်တော်ကြားလိုက်တယ်ဘာလို့ငါဆောင်နေလဲတဲ့ဖိုးကခေါင်းတညိမ့်ညိမ့်နဲ့ဟုတ်တယ်သူဒီလိုပဲနေ့60ကျော်သွားပြီညမှာမပြတ်ခွက်ဘူးသူဘယ်တော့မှကျွတ်လို့မလဲဗျာလို့ကျွန်တော်ဖိုးကိုမေးလိုက်တယ်ဖိုးကတစ်ဖက်ကြီးတောင်းဝေးကိုလောင်းမောစာမွေးဒီရွာမှာဘယ်သူမှမတည်တော့ဘူးဆိုရင်သူကျွတ်လို့မှာပေါ့ဒါပေမဲ့လူကြီးကတည်ကြရတာလေဒါကြောင့်သူလည်းဆက်ဆောင်နေတာပဲဒီလိုနဲ့ကျွန်တော်ဒီရွာကပြန်ခီးထွက်တော့ရွာထဲကထွက်ဖို့ရွာဦးကျောင်းကိုဖြတ်လာတယ်ကျောင်းရှိမှာသင်္ကန်းဝါတစ်ထည်ခောက်ထားတာကိုမြင်လိုက်ရတယ်ဖိုးပြောဦးတယ်
တောင်ပေါ်ကသင်္ကန်းလားဒါမှမဟုတ်ဘုံကြီးပြိတ်တာခြံခဲ့တာလားကျွန်တော်မသိဘူးဒါပေမဲ့တေးကြတာတစ်ခုကဒီရွာမှာညဆန်လာရောက်ဘုံကြီးတစ်ပါးနှချောင်းနေတယ်သူကလူမဟုတ်ဘူးပြိတ်တာဒါပေမဲ့သူကမကောင်းတဲ့ပြိတ်တာမဟုတ်ဘူးသူကဒီရွာရဲ့ထာဝရအဆောက်ခင်ဗျားတို့ဒီဇလန်းကိုကြားပြီးရင်ည7 နာရီမှာတကားဖွင့်မကြည့်လို့ပြောချင်တယ်ဘာလို့လဲဆိုတော့မြင်လိုက်ရရင်ခင်ဗျားတို့လည်းကျွန်တော်လိုပဲတက်လုံးမိမိရတော့မှာဘူးဒီဇလန်းကကျွန်တော်ကိုယ်တိုင်ကြားခဲ့တာပါအောင်မော်ရွာလူရွာမှာအခုချိန်ထိကျွန်တော်အဲ့ရောင်ဝင်တိုင်းကျင်းပေါက်ကိုမျက်နှာမူပြီးအိတ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်မတိကျင်ဘူးဒီညတူလာမလားဆိုတော့ဒီဇလန်းကိုနားထောင်တဲ့အတွက်ကျေးဇူးတင်ပါတယ်ညပဲသတိထားကြပါ